နေ့လူနဲ့ကုသိုလ်ရှင်ကကျွန်တော်မာယာကိုရွှေမျိုးတော်ကဒီကနာပါကြာသာပရိသေတိုင်းတလောက်40ဒီနဲ့ကုရှင်မှာကိုပြည့်မပပသိစီရွှေတိုင်းဆေးရွှေနာရောင်းတဲ့မိသားစုကဒီနဲ့ပြုနေတာကြာသာပရိသေတိုင်းတစ်ပတ်တစ်ချိန်ပေါ့ဗျာတလောက်ဆိုတော့လေးကရေရထာဝရအရှုပြုစေမှာစိတ်ကမှုခံရတဲ့ဝေဒနာရှိလေးစားသုံးမှုရတော့သုံးမှုရဆိုပြီးတော့ဘာလဲခါလူကပြုကြည့်ပါတယ်ဒီမပါပါလို့လည်းကျွန်မချမ်းသာပါလေဝေဒနာရှင်များလည်းဒီမပါပါလို့လည်းကျေးဇူးဆောင်ရစားသုံးပြီးချင်းစားပြီးတော့ခံစားနေတဲ့ဝေဒနာတွေလည်းကြောက်ကြရပါစေတောင်းပါပါတယ်နော်